ငါတို့အတူတူအိမ်ပြန်ကြမယ်19ကီလိုမီတာအကွာအဝေးကိုအစာရေစာမရှိဘဲနှစ်ရက်တိုင်တိုင်ဖြတ်တန်းခဲ့ရတဲ့ခွေးလေးခုနှစ်ကောင်ရဲ့မျက်ရည်ရစရာအိမ်ပြန်ခရီးညတန်းကောင်ရအချင်းကြီးမှာခွေးတကိုးတွေရဲ့အသိအသက်မဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့အိမ်မွေးခွေးလေးခုနှစ်ကောင်တေဘေးနဲ့ရင်ဆိုင်နေရချိန်မှာဂျာမန်တိုးထင်ခွေးလေးကတန်လောင်အိမ်ကိုတောနဲ့အစွမ်းကုန်ကြိုက်ခတ်ပြီးအဖော်တွေကိုကယ်တင်ခဲ့ပါတယ်အသေးခိုက်စရာအကောင်ဆုံးကတော့လွတ်မြောက်သွားချိန်မှာသူတို့လေးတွေဟာကိုလွတ်ယုံသည့်အရက်မျက်နှာအနံ့အပြားကိုထပ်မပြေခဲ့ကြပါဘူး။တန်ရာရသွားတဲ့ခေါင်းဆောင်ဂျာမန်တိုးထင်ခွေလေးကိုအလဲမှာဝိုင်းရန်ကာကွယ်ပေးရင်းအိမ်အပြန်လမ်းကိုရင်တွဲလျှောက်လန်းခဲ့ကြပါတယ်။သူတို့မှာလမ်းပြမိပုံမရှိဘူး၊စားစရာမရှိဘူး။သူတို့သိတာတစ်ခုတည်းကသခင်ရှိတဲ့အိမ်ကိုပြန်ရမယ်ဆိုတာပါပဲ။စေတနာရှင်တွေရဲ့ဝိုင်းဝန်းရှာဖွေမှုကြောင့်နောက်ဆုံးမှာတော့အိမ်ပြန်ရောက်ပြီးသခင်ရင်ခွင်တွေအပြေးလေးခုံဝင်သွားချတဲ့မြင်ကွင်းကတကယ်ကိုရင်းနှင်းစရာပါခွေးလေးတွေကအကွာဝေးဆိုတာကိုနားမလည်ကြပေမဲ့သစ္စာတရားဆိုတာကိုတော့အတက်ထဲပို့တန်ပို့ထားကြပါတယ်ဒီလိုသစ္စာရှိလွန်းတဲ့အမွေးပွေလေးအားလုံးမိသားတရားနဲ့ကြီးပြင်းခွင့်ရကိုဒီ post လေးကို share ပြီးဆုတောင်းပေးလိုက်ကြရအောင်